အားလုံးမင်္ဂလာပါဒီတစ်ခါအိုင်ကွန်လေးတွေကိုဖျောက်ထားတဲ့နီးပြန်ဖော်တဲ့နီးလေးကိုလည်းလေ့လာကြည့်ကြပါဦးခင်ဗျာကျွန်တော်နမူနာတစ်ခုနမူနာဆိုရင်ကျွန်တော် Fiber လေးပေါ့နော် Fiber လေးကိုကျွန်တော် desktop ပေါ်နမူနာတင်လိုက်ပါမယ်Sum 2လုပ်လိုက်ပါမယ် create shortcut desktop ပေါ်မှာဒီမှာ Fiber လေးရောက်သွားပါပြီသူကိုဖျောက်ထားခြင်းနဲ့ပေါ့နော်သူဖျောက်တဲ့နီးဒါနမူနာဖြစ်ပါတယ်တခြား icon တွေဖူတာတွေလည်းအဲ့လိုဖျောက်လို့ရပါတယ် right click ပါမယ် right click ပြီးတော့ property ကိုပဲသွားပါ property သွားမယ်သွားပြီးကျွန်တော် general မှာပဲရှိပါတယ် general ပေါ့နော် general အောက်မှာကျွန်တော်တို့ဒီမှာ height ဆိုတာလေးရှိပါတယ်သူကတော့ဖျောက်ထားတာပေါ့နော်သူကိုအမှန်ကြီးကလေးပေးပြီးတော့ apply okay ပေးလိုက်ရပါပဲဒါဆိုခုန desktop ပေါ်ကကိုဖျောက်ထားတာလေးမရှိတော့ပါဘူးเนาะ Viber ဆိုတဲ့ shortcut ကလေးမရှိတော့ဘူးသူကဖျောက်ထားတဲ့ဟာတွေကိုပြန်မြင်အောင်ကိုကပြန်လုပ်ချင်တယ်ဆိုရင်လုပ်တဲ့နည်းလေးလည်းကျွန်တော် delete စာနဲ့တော့ပြပါမယ် this PC ကိုဒီမှာ this PC လို့မို့ my computer ကိုဖွင့်လိုက်ပါမယ်ဖွင့်ပြီးရင် view ကိုသွားပါ okay view ကိုသွားပြီးတဲ့အခါဒီမှာheight တဲ့ idea ဆိုတာလေးရှိပါတယ်သူ့ကိုကျွန်တော်တို့ကအမှန်ရှိကလေးပေးလိုက်ရုံပါပဲပေးလိုက်ပါโอเคခုန desktop ပေါ်ကိုပြန်သွားကြည့်လိုက်ပါဒီမှာပြန်ပေါ်နေပါပြီခုနဖျောက်ထားတဲ့ဟာလေးပြန်ပေါ်နေပြီဖြစ်ပါတယ်โอเคသူ့ပေါ်ကို right click မယ် property ကိုသွားမယ် general အောက်မှာဒီမှာဒါလေးကိုအမှန်ချင်းပေးလိုက်ပါအမှန်ချင်းပေးပြီး apply okay ပေးဦးပါပဲပြန်ပေါ်ထားမယ်ဆိုတော့လည်းအမှန်ချင်းကလေးဖျောက်မယ် apply okay ပေးလိုက်ပါများပြီးတော့ကျွန်တော်တို့ file တွေကို share တဲ့အခါမှာmy computer ဖွင့်ပြီးတော့ view ပေါ့နော်ဒီ view ကနေပြီးတော့အနေအထားတွေကိုပြင်ဆင်တာပါဒီမှာเนาะ icon တွေအကြီးအသေး title လိုက် icon ဒီထဲမှာကိုအဆင်ပြေသလိုအသုံးပြုလို့ရပါတယ်ဒါတော့ဒီမှာဒါလေးကို show idea လေးတွေကို hide တဲ့ idea ကိုကျွန်တော်တို့ကပြထားတဲ့ပြန်မြင်ခြင်းနဲ့အနေအထားဆိုရင်မှန်ရင်ကလေးပေးထားပါဘယ်ဒါတော့ iconအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခုဒီခါကျွန်တော်တို့ mouse setting လေးကိုတင်ငန်းတာလေးကိုတောက်ပါမယ် mouse setting လေးရတယ်ဒီခါလိုအပ်ပါတယ်ဒီခါရရင်သူက error ပြတတ်ပါတယ် left click နဲ့ right click နဲ့မှားနေပြီဟောနှေးနေပြီเนาะဒီအပြင်ကျွန်တော် pointer လေးတွေရဲ့အနေအထားလေးကိုပြင်ဆင်တာနောက်ပြီးတော့ laptop တွေအတွက်ဆိုရင်လည်း laptop မှာ top pad ဆိုတာလေးရှိပါတယ် laptop တွေဒီအပြားလေးလက်နဲ့လက်ညှိုးလေးနဲ့ဖိပြီးတော့တုံးရတဲ့ mouse pad ပေါ့နော်အဲ mouse pad လေးကိုပိတ်ထားတာတို့ပြန်ဖွင့်တာတို့ပေါ့နော်ဒါလေးတွေကိုသင်ခန်းစာမှာတော့ထည့်သွင်းဖော်ပြပေးပါမယ် mouse setting အလွယ်သွားနည်းရတော့ဒီတော့ set ပေါက်ကနေပြီးတော့ MOUSE mouse ရိုက်လိုက်ပါရိုက်လိုက်တာနဲ့ဒီမှာ mouse and top pad setting ဆိုတာလေးတွေ့ပြီး click လိုက်ပါ additional mouse option ကိုတွားပါမယ်ဟုတ်ကဲ့တွားပြီဘောတုံလေးကြည့်ပါဘောတုံမှာတော့လက်နဲ့ right နဲ့ပေါ့နော်ဒီထဲမှာအမှန်ရှိကလေးပါနေဒါသူကလက်နဲ့ right နဲ့ကျွန်တော်ဒါမှားနေပါပြီဒီထဲဟာလေးကိုဖြုတ်ပေးထားလိုက်ပါလက်ကလေး right ကလေးအမှန်အောင်ဆိုရင်ဒီထဲကအမှန်ကြီးကလေးမထားပါနဲ့နောက်တစ်ခုကတော့ pointer အနေထားတွေပြင်ဆင်တာပါဒီ pointer အနေထားလေးတွေကိုဟိုကြိုက်တဲ့ pointer လေးတွေကိုရွေးပြီးတော့နော်ဒီထဲကပြင်ဆင်ပေးလို့ရပါတယ်ဒါလည်း pointer option မှာသူ့အနည်းအညံပေါ့နော် pointer ရဲ့အနည်းအညံလေးကိုဒီဟာလေးကနေပြီးတော့လိုရွှေ့ပြီးတော့ထားပါအနည်းအညံဒါလေးတွေကိုလည်းလူရင်သုံးလို့ရပါပြီးလို့ရပါတယ်မောင်မှာ pointer လေးတွေမှာအရေးပုံစံလေးတွေအစဉ်ဒီပုံစံလေးတွေပေါ့နော်ဒီထင်နေလဲဆိုရင်ဒါဟိုအမှန်လေးရှင်ကလေးပေးထားပါတန်းတဲ့ဟာလေးလည်းဒီလိုပါပဲပေးထားလို့ရပါတယ်โอเคနောက်ကဟိုကြီးကတော့တိတ်တော့အရေးမကြီးပါဘူးကို mouse မှာပါတဲ့ bring လေးရဲ့ speed ကိုပြောတာပါ hardware ဘိုင်း hardware ဘိုင်းမှာ top pad ပေါ့နော်ဒီမှာ top pad မှာဒီမှာ enable disable ပြီးပါဒီမှာဒါ enable ပြီးထားတာပါဒီ top pad ကိုပိတ်ထားခြင်းနဲ့ဆိုရင် disable ပြီးလိုက်ပေါ့နော်ပြန်ဖွင့်နေတယ်ဆိုရင် enable ပြီးလိုက်ပါဒါလည်းလိုအပ်မှသုံးပါနော်ဟုတ်ကဲ့ဒါဆိုရင် mouse pointer လေးတွေ button လေးတွေကိုပြင်ဆင်တဲ့နည်းပဲဖြစ်ပါတယ်ဟုတ်ကဲ့အဆင်ပြေကြပါစေအားလုံးပြင်ဆင်ပြီးရင်တော့ apply နဲ့ okay ပေးလိုက်ပါ